ဘဝမှာချမ်းသာစွာအိပ်စက်နိုင်ခြင်းဟာလည်းကံကောင်းခြင်းတစ်မျိုးပါပဲတချို့ကညဘက်အိပ်မရတာအိပ်မပြောတာတွေရှိတတ်တယ်ဒီလောကဓမ္မကြီးတယောက်ကရှောက်ဖူးတယ်ဖုံဖရာတဲ့တပည့်တော်ညညအိပ်မရဖြစ်နေပါတယ်ဖရာအဲ့ဒါဘာလို့ရမလဲဖရာဆိုပြီးတော့ဘုံထံကိုရှောက်တော့ဘုံကဓမ္မကြီးရေအိပ်မရတာစိတ်မချလို့ပါပဲအိပ်ပျော်ခြင်းစိတ်အတော်ပြင်းမှရမယ်နော်လို့ပြန်ပြောရင်တရားအမှတ်နဲ့အိပ်ကြည့်ဖို့နီးပေးဖြစ်တယ်ပေါ့တကယ်တော့အတော်များများလူတော်များများအိပ်ရတဲ့ရောက်ရင်အိပ်မရကြတာစိတ်မချလို့ပါပဲစိတ်မချတဲ့အတွေးတွေကြောင့်ပါပဲဟိုဟာလဲစိတ်မချဒါလဲစိတ်မချဟိုလူအတွက်လဲစိတ်မချဒီလူအတွက်လဲစိတ်မချစတဲ့အတွေးတွေကလူကိုအိပ်မရအောင်လုပ်နေတာပါပဲအိပ်ပျော်ခြင်းတော့စိတ်တော်ပြင်းမှာပေါ့စိတ်ပြင်းတယ်ဆိုတာကိုယ်စိတ်ကိုတတိကတ်ထားပါပဲကိုယ်စိတ်မှာအတွေးတွေမဝင်အောင်အမှတ်လေးနဲ့အိပ်တဲ့သဘောပါပဲအိပ်မပြောတဲ့သူတွေအတွက်အကောင်းဆုံးအိပ်စေကတော့တရားအမှတ်နဲ့အိပ်တာဟာအကောင်းဆုံးပါပဲ